အားလုံးပဲမင်္ဂလာပါ ES ဝန်ကြိုဆိုပါဒီနေ့မိတ်ဆက်ပေးမယ့်ဒီစီးရီးကတော့မိမိဗဒေးပါလေးအိမ်တိုင်းဗဒေးပါရွေးဖြစ်ဖြစ်အလူနဲ့မင်္ဂလာပွဲဖြစ်ဖြစ်ကီရီမိုင်းဖြစ်ဖြစ်အထူးအသုံးဝင်မယ် Disco USB လေးပဲဖြစ်ပါတယ်ဒီ Disco USB လေးရဆိုလို့ရှိရင်ဘက်လက်ထိုးလိုက်အောင်လေအခုမြင်တွေ့နေရတဲ့အတိုင်းတန်းပြီးပြီးသွားမှာဖြစ်ပါတယ် Bluetooth device is ready to pair. သူရဲ့တစ်ခုအားသာကြတော့ Bluetooth နဲ့ပဲဖြစ်ဖြစ် USB နဲ့ပဲဖြစ်ဖြစ်ဖုန်းနဲ့ချိန်ပြီးတော့တချင်းနားဆင်လို့ရပါတယ်ဒါမှဖုန်းနဲ့ချိန်ရင်နားမထောင်ချင်ဘူးဆိုရင်လည်းဒီလိုမျိုး USB လေးထိုးပြီးတော့ဒါဆိုလို့ရှိရင်တချင်းကို base လိုက်ကြည့်ပါမယ် Music play mode. တချင်းမဖွင့်ကြည့်ဘူးဆိုရင်လည်းသူ့မှာ audio ဆန္ဒပါတာမဟုတ်ပတ်ဝန်းကျင်ရဲ့ base line ကစားပေးပါတယ်သူ့ရဲ့အဓိကအားသာချက်ဆိုရင်တော့သူကအခန်းကျယ်ကျယ်တယ်လို့အကွက်ကြီးပြီးတော့အလင်းကိုပုံမလှပပြတ်နေပါတယ်ပစ္စည်းကိုမှာယူနေဆိုရင်တော့39ကို9ခွန်3နှစ်4နှစ်8နှစ်ကိုမှာယူနိုင်ပါတယ်ဒါမှမဟုတ်ရန်ကုန်မြို့အနော်ရထန်လမ်းမပေါ်မှာရှိတဲ့လမ်း30နဲ့29လမ်းကြားမှာ ASYဆိုင်မှာလည်းလာရောက်အားပေးနိုင်ပါတယ်ဒါမှမဟုတ်ယနေ့ရုံပြီးမှရှိတယ်မိတ်ဆွေတွေအတွက်ဆိုလို့ရှိရင်လည်း Facebook Messenger TikTok အကောင့်၌လည်းဆက်သွယ်မှာယူနိုင်ပါတယ်အားလုံးပဲ share ပါ